အားလုံးပဲမင်္ဂလာပါတူယူဆရာရဲ့နာမည်စီစဉ်မှာစိန်ဘာဒလိုမေဦးခေါ်နာတန်ရဲ့အကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဂျေဆုတော်ကြောင့်ယုံကြည်ခြင်းနဲ့ခရစ်တော်နောက်ကိုလိုက်လျှောက်ကြတဲ့ခရိယန်တွေရဲ့ဘဝမှာအာရရှင်လန်းစွာယုံကြည်စွတောင်းချိန်ရှိသလိုတန်တရားစိတ်တွေနဲ့ရှေ့မတိုးနောက်မဆုတ်ယုံကြည်ရတဲ့အချိန်တွေလည်းရှိတတ်ပါတယ်။သခင်ယေရှုရဲ့တပည့်တော်စိန်ဘာဒလိုမေဦးလို့ယုံကြည်ရတဲ့နာတန်ရဲ့ဟာလည်းသခင်ယေရှုကိုဖြူစင်ရိုးစင်စွာယုံကြည်သူဖြစ်ပေမဲ့နာဇရက်မြို့ကကောင်းတာတွေပါရှိတယ်ဖြစ်နိုင်ရဲ့လားစသည်ဖြင့်တန်တရားစိတ်နဲ့မိခွန်းထုတ်ခဲ့ပေမဲ့အဲ့ဒီမှာရက်မနေပဲသခင်ယေရှုကိုတငယ်ချင်းစိန်ဖိလိအကူညီနဲ့မိမိကိုယ်တိုင်သွားတွေ့လိုက်မှစစ်မှန်တဲ့ယုံကြည်သူအဖြစ်ကိုလုံးဝပြောင်းလဲသွားခဲ့ရပါတယ်တကယ်တော့ကယ်တင်ရှင်ဟာဘက်သလဟင်မြို့မှာပေါ်ထွက်လာမယ်လို့သိထားသူဖြစ်တယ်ဒါပေမဲ့သခင်ယေရှုကဘက်သလဟင်မှာမွေးပြီးနာဇရက်မြို့ကိုပြောင်းသွားခဲ့တာသူမသိလိုက်ဘူးနာဇရက်မြို့ကသခင်ယေရှုလို့ကြားခြင်းဘလို့ဖြစ်ပြီးနာဇရက်ကနေကယ်တင်ရှင်ဖြစ်လာမလဲစဉ်းစားမရဖြစ်နေခဲ့တယ်တခါတလေအယူသီးဆွဲလန်းစိတ်တွေကအမှန်တရားမမြင်အောင်ဖုံးထားတတ်ပါတယ်သခင်ယေရှုရဲ့တပည့်တော်တွေတောင်းမှယုံကြည်ခြင်းနဲ့ပတ်သက်လာရင်လဲကြယုံထားလူဘဝဆိုတဲ့အတိုင်းအကျဉ်းချင်းတန်တရားစိတ်နဲ့ပြုလဲခဲ့ကြပေမဲ့လဲကြတဲ့နေရာကနေပြန်ယုံထခီးပြန်ဆက်ရှောက်ရင်းရဲနာတွေဖြစ်လာခဲ့ကြတာဖြစ်တယ်။တကယ်တော့တန်တရားစိတ်နဲ့ပြိုလဲကြနေခြင်းပြန်ထနိုင်ဖို့ဘုရားရှင်ကကျေးဇူးတော်အားဖြင့်စိန်ဖိလိလိုမျိုးကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းတွေအားဖြင့်ဝိညာဉ်အာဟာရခွန်အားပေးနေကြောင်းရဟန္တာတွေရဲ့ဘဝကနေသင်ယူနိုင်ပါတယ်။ကက်သလစ်အသင်းတော်ထဲဩဂုတ်လ24ရက်နေ့ကျင်းပတဲ့ပွဲနေ့ရှင်စိန်ဘာဒလိုမေဦးဟာတပည့်တော်12ပါးထဲမှာတပတ်ပါဝင်ဖြစ်ပြီးရှင်မာတေဦးရှင်မာကုနဲ့တမန်တော်ဝိချုတဲမှာသခင်ယေရှုကိုယ်တိုင်သူ့ကိုတမန်တော်လို့ခေါ်ခဲ့ပါတယ်။သူဟာစိန်ဖိလိပ္ပုနာမည်နဲ့ဆက်ခေါ်ကြပေမဲ့ရှင်ယောဟန်ကျမ်းစာမှာတော့သူ့ကိုဖိလိနဲ့တူလာခဲ့တဲ့နာသနာအဖြစ်ဖော်ပြချပြီးဘာဒလိုမေဦးလို့ဘယ်တော့မှမဖော်ပြချပါဘူး။ရှင်ယောဟန်ခန်းကြီး1ခန်းငယ်49ယေရှုဟာမိမိထံသို့နာသနာလာနေတာကိုမြင်လျက်ကောက်ကျစ်ဆင်းလဲခြင်းနဲ့ကင်းသောဣသရေလအမျိုးသားစင်စစ်ကိုကြည်ကြလောဟုသူအားရည်ညွှန်း၍မိန့်တော်မူ၏သခင်ယေရှုကလာ၍ကြည်ကြလောခံမှန်စီဆိုပြီးသူတို့ကိုဖိတ်ခေါ်တဲ့အခါယောဟန်ခန်းချစ်ခန်းငယ်49နာသနာအဲလ်ကရာဘီကိုရိုဒီဖျားခင်၏သားတော်ဖြစ်တော်မူပါသည်ကိုရိုဒီဣသရေလလူမျိုးတို့၏ဘုရင်လည်းဖြစ်တော်မူပါသည်လို့ရှောက်တင်ခဲ့ပါတယ်တမန်ကျမ်းစာကိုဘာသာပြန်ဆိုသူများကသူဟာဂါလိလဲပြည်ကာနာမြို့စတိကနာသနာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။သူဟာသခင်ယေရှုရဲ့တပည့်တော်82ပါးထဲမှတစ်ပါးဖြစ်ပြီးစိန်ဖိလိကသူ့ကိုသခင်ယေရှုစီကိုခေါ်လာတဲ့အချိန်ကသခင်ယေရှုကသူ့ရဲ့ယိုသားမှုကိုချီးမွမ်းခဲ့တယ်လို့သူကလည်းသခင်ယေရှုဟာသားတော်ဖျားနဲ့ဣသရေလတို့ရဲ့ဘုရင်ဖြစ်ကြောင်းသိမှတ်ဝန်ခံခဲ့ပါတယ်။စိန်ဘာဒလိုမေဦးဟာသူ့မှာရှိသမျှကိုခြံထားခဲ့ပြီးသခင်ယေရှုရဲ့နိကတ်နောက်လိုက်တပည့်တော်ဖြစ်လာခဲ့ပါတယ်။သူဟာသခင်ယေရှုမိုးကောင်းကင်ပြန်တက်သွားပြီးနောက်အခြားတပည့်တော်တွေနဲ့အတူဆုယုံဆုတောင်းနေခဲ့ပြီးတန်ရှင်သောဝိညာဉ်တော်ဖျားဆင်ကြွလာတဲ့အချိန်အလင်းကျေးဇူးတော်ကိုလက်ခံခဲ့ကြပါတယ်။တမန်တော်တစ်ပါးရဲ့လှုပ်ဆောင်ချက်များနဲ့တည်င်းကောင်းဖြန့်ဝေဖို့အတွက်ဝေးလံခေါင်းတည်တဲ့အရင်ကလူရိုင်းလို့သတ်မှတ်ခံခဲ့ရတဲ့အိန္ဒိယနယ်မြေတွေကိုပါချိုးဖောက်ဝင်ရောက်ပြီးကမ္ဘာရှေ့ဘက်နိုင်ငံတွေစီကိုဧဝံဂေလိတရားဟောကြားခဲ့ပါတယ်။ပြီးတော့သူဟာအာရှနောက်မြောက်ဘက်ကိုနောက်တစ်ပံပြန်လာပြီးဖရီဂျီယာရှိဟီရာပိုလစ်မှာစိန်ဖိလိနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒါကြောင့်သူဟာလီကာအိုနီယာကိုခီးလဲလဲသွားရောက်ခဲ့ပြီးခရီးယန်ယုံကြည်ခြင်းကိုအားကျိုးမှန်တဲ့ဟောပြောသင်ခဲ့ပါတယ်။ဒါပေမဲ့သူဟောပြောခဲ့တဲ့နိုင်ငံတွေရဲ့နာမည်တွေကိုတော့ကျွန်တော်တို့တိကျမသိနိုင်ကြပါဘူး။စိန်ဘာဒလိုမေဦးရဲ့နောက်ဆုံးသက်တာမှာ Great Armenia ကိုရောက်သွားခဲ့ပြီးအဲ့ဒီဒေသမှာရုပ်ထုကိုယ်ွယ်သူများရဲ့လက်ချက်နဲ့တရားတော်အတွက်သက်ခံခဲ့ပါတယ်။ခေတ်သစ် Great သမိုင်းပညာရှင်များကသူဟာ Urbanopolis အုပ်ချုပ်ရေးမှူးကသူ့ကိုပြစ်တင်ရှုတ်ချခံခဲ့ရတယ်လို့ဆိုကြပါတယ်။အခြားသူတွေကသူဟာအရှင်လက်လက်အေးခွန်ဆုပ်ပြီးအသေးသက်ချင်းကိုခံခဲ့ရတယ်လို့အကြည့်ပြုခဲ့ကြပါတယ်။သူဟာကစင်တင်သက်ချင်းနဲ့လုံလောက်ပေမဲ့အီဂျစ်မှာတာမကပါရှားမှာပါနဆာအပြစ်ပေးခြင်းကိုခံခဲ့ရပါတယ်။သခင်ယေရှုနှုတ်တော်ကိုပိုင်ဆိုင်သမျှဆွန့်လွတ်ပြီးအသက်ဆုံးတိုင်းတရားတော်အတွက်ဂျိုးစားလှဆောင်ခဲ့သည့်စိန်ဘာဒလိုမေဦးသို့မဟုတ်နာသနာကျွန်တော်တို့ဖို့ငါဆုတောင်းပေးတော်မူပါအာမင်ဒီယန္နာကြောင့်ကို Father Tan ဟာ SJ မှာရေးသားပြစုထားပြီး
ကျမ Sister Maria နီနီ MSB မှပြန်၍ဝေမျှပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နာတတစနစ်ကြသောသူများအားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ